ဒါလေးတွေကတော့မျက်မှန်ထည့်တဲ့အိတ်လေးတွေပဲဖြစ်ပါတယ်။သူ့မှာဘလို့ဆက်ဆက်အိတ်လေးတွေသုံးသွားလဲဆိုတာကိုတစ်ချက်လောက်လိုက်ကြည့်ပေးပါနော်။ဒါလေးကတော့လေဘင်းဆွဲဖို့ခွင်လေးတက်နေရပဲဖြစ်ပါတယ်။ပြီးတော့ကီးချင်းလေးတွေတက်ပါမယ်။ကီးချင်းလေးတက်ပြီးသွားရင်တော့သူ့ရဲ့ဒီအိတ်လေးရဲ့အသက်လို့ပြောမှာပေါ့နော်အဲ့ဒါလေးကတော့ဘူတီးလေးပါအဲ့ဘူတီးလေးနဲ့ပဲမျက်မှန်လေးပြုတ်ချမသွားအောင်ထိန်းထားတာပဲဖြစ်ပါတယ်ဘူတီးလေးကိုလည်းအကောင်းပဲသုံးပေးထားပါရဲ့နော်မျက်မှန်လေးကတော့အဲ့ဒီပုံစံလေးထည့်ပြီးတော့လေဘင်းမှာလည်းဆွဲလို့ရတယ်ကိုယ့်ရဲ့အိတ်မှာလည်းချိတ်လို့ရတယ်ဘောင်းမီမှာလည်းချိတ်လို့ရပါတယ်ရှင်ဒါလေးတွေကတော့လေဘင်းမှာဆွဲဖို့ကြိုးလေးတွေပဲဖြစ်ပါတယ်ဒီမျက်မှန်အိတ်လေးကိုဝယ်လို့ရှိရင်အခုဗီဒီယိုမှာပြထားတဲ့အတိုင်းအကုန်ပါပါတယ်เนาะတချို့ကကြတော့လေဘင်းကြိုးလေးတွေရောပါလာလားလို့မေးလို့လေလေဘင်းကြိုးလေးတွေရောပါပါတယ်ရှင်မျက်မှန်အိတ်လေးတွေကိုကြိုက်နေတဲ့လို့မာယူအားပေးခြင်းနဲ့လို့ရှိရင်ဇူးရဲ့ချက်ပေါက်မှာလည်းလာမလို့ရပါတယ်ကြိုက်နေတဲ့ရာအယောင်နဲ့မာယူအားပေးလို့ရပါတယ်ရှင်ချီကိုလည်းအကောင်းပဲသုံးပေးထားပါတယ်ဟမ်းမိတ်လေးတွေဖြစ်တဲ့အတွက်ကြောင့်ရလေးအနေငယ်တော့စောင့်ပေးရပါမယ်ရှင်